မြတ်တို့မိမသားရဲ့အလှတရားဆိုတာခွဲခြားလို့မရတဲ့အရာတစ်ခုအလှတရားများစားတွေထဲမှာဝတ်စားစင်တဲ့အပိုင်းကလည်းနည်းနည်းလေးမှညော့နေလို့မရဘူးဆိုတာရင်ထဲမှာနက်နက်ရှိုင်ရှိုင်နားလဲထားကြတယ်မြတ်ခုရှောင်းနေတဲ့ Private Rene ဆိုတဲ့နေရာလေးကအမျိုးသမီးတွေရဲ့အလှပကိုအမှုပညာမြောက်စွာပံ့ပိုးပေးနိုင်တဲ့အငွေသက်လေးတစ်ခုလို့ခံစားရတယ်အဲ့ဒီလိုအမှုပညာဆန်းဆန်းလှပမှုလေးနဲ့ထိတွေ့ရတာလည်းပြောစရာတစ်ခုပဲထိတွေ့ကြည့်ရတဲ့တင်ပျော်ရွှင်နေရတယ်ဆိုရင်ခန္ဓာကိုယ်မှာဆိုရင်ဘယ်လောက်ထိအောင်တင့်တယ်လှပနေမလဲဆိုတာစိတ်ကူးနဲ့ပုံဖော်ကြည့်မိရဲ့အမအပေါ်လေးတက်လို့ရပါပြီရှင်ဟုတ်ကဲ့ကျေးဇူးပါညီမelegance boldness pure artistryသူရဲ့ထူးခြားချက်ကိုပြောရမယ်ဆိုလို့ရှိရင်မြို့တို့ main ကလေးတွေကအမြဲတမ်းဆို event တွေတက်ဖို့ party တွေတက်ဖို့အချိန်မီပေါ်လာနိုင်နေပေါ့နော်အဲ့အချိန်မှာဆိုလို့ရှိရင်ဒီရဲ့နေရာလေးကအရန်ကို private ဆန်ပြီးတော့မှ ready to wear လို့ပြောပေမဲ့သူရဲ့ dress ဒီမှာရှိတဲ့အစုံတိုင်းကအရန်ကိုအမှုပညာဆန်ပြီးတော့မြို့တို့ main ကလေးတိုင်းအတွက်အသက်အရွယ်မရွေးအတွက်size အစုံထားပေးထားတဲ့ထူးခြားတဲ့နေရာလေးတစ်ခုပေါ့နော်ဒါပေါ့တဘောသူပါပေါ့ဘာလို့လဲဆိုတော့ဒီမှာရှိရဲ့ mini dress လေးတွေကစလို့ luxury high end dress တွေတစ်ထည်ချင်းစီတိုင်းကိုအမှုပညာရသားမြောက်စွာပွင့်ဖက်လေးရော sequence လေးရောတည်တည်ကြကြအချိန်ပေးပြီးတော့ဖန်တီးထားတာတွေ့ရတယ်အကြောင်းမို့လို့ wearable art လို့ပြောလို့ရတယ်experience တစ်ခုလုံးခြုံပြီးပြောလို့ရမယ်ဆိုရင်မြက်ကဒီနေရာလေးကိုတော်တော်လေးကိုသဘောကျတယ်အဓိကကတော့ appointment ယူပြီးတော့မှ dress တွေရွေးချယ်ရတာကတော့ဒါမြက်အတွက်အရန်ကိုမိုက်တဲ့ခန်းစားချက်တစ်ခုပေါ့နော်တူငါအဲ့လိုအဝတ်အစားတွေရွေးချယ်နေရတာမျိုးမြက်သဘောမကျအောင်အဓိကကတော့ကိုသွားမဲ့ပွဲတွေပါတီတွေအလိုက် dress ကိုရွေးချယ်မယ်ဆိုလို့ရှိရင်အချိန်ယူပြီးရွေးချယ်တာအကောင်းဆုံးပဲအဓိကပွဲတစ်ခုကိုသွားမယ်ဆိုလို့ရှိရင် concept မိနေရမယ်လှနေရမယ်ထင်းနေရမယ်ကိုစားပြုတဲ့စကားလုံးတွေအတိုင်းပဲပေါ့နော် elegance boldness artistry အဲ့ဒီ concept ကိုမြည့်ရတဲ့အတွက်ကြောင့်မို့တော်တော်လေးသဘောကျတယ်နောက်ပြီးတော့ design လေးကဒီ appointment ယူပြီးတော့ကြည့်ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုတယောက်တည်းကိုရဲ့တီးတန့် private နေရာ luxury standing နေရာ mini dress တစ်ခုချင်းစီအားစားလို့ဒီ luxury high end dress တွေအကုန်လုံးတည်တည်ချာလေးဝတ်ကြည့်လို့ရတယ်လမ်းလျှောက်ကြည့်လို့ရတယ် confident ရှိစေတဲ့နေရာလေးတစ်ခုဖြစ်တဲ့အတွက်ကြောင့်မို့လို့ high man ယူပြီးတော့တစ်ဆိုင်လုံးကိုပိုင်သွားတဲ့ခန်းစားချက်လိုမျိုး dress တွေရွေးချယ်ဝယ်ယူရတဲ့ခန်းစားချက်မျိုးပါလေဒီဆိုင်ရောက်မှပေးနိုင်တာအဲ့တော့မြက်ကတော့အရန်သဘောကျတယ်စိတ်ကျဉ်းမှုအရန်ရှိတယ်ဒါဆိုတော့ကိုရိုင်းလိုက်ယူပြမှာပဲရမယ်ဆိုတော့ like itဒီဝတ်ဆောင်ရဲ့ထူးခြားချက်ကပွဲတစ်ပွဲကိုဝတ်သွားလိုက်တာနဲ့သူမဆိုပြီးတော့ဝါးကနေဖြစ်သွားစေတဲ့ပုံစံမျိုးပေါ့နော်မြက်ထင်တဲ့ဒီရဲ့ဝတ်ဆောင်ဝတ်လိုက်တာနဲ့အရန် confident ရှိပြီးတော့မှကိုယ့်ကိုငါဆိုရဲအတွေးမျိုးဝင်သွားစေမယ်နဲ့တူတယ်အဓိကကတော့ဒီရဲ့ dress တစ်ခုလုံးမှာသုံးထားတဲ့ပလဲတွေကတကယ်အနှုတ်စိတ်တည်တည်ချာနုနုရွအနှုပညာများအောင်ဖန်တီးထားတဲ့ဝတ်စုံဖြစ်တယ်နောက်ပြီးတော့ဂဒီပါအနက်ဆိုးဆိုးလေးမှာတကယ်ပလဲလုံးတွေကိုအချိန်ပေးပြီးတော့အနှုတ်စိတ်ဖန်တီးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ event တစ်ခုဝင်သွားလိုက်တာနဲ့ party တစ်ခုဝင်သွားလိုက်တာနဲ့ wow ဆိုပြီးတော့ဖြစ်သွားစေမယ် outfit မျိုးပေါ့နော်ဒါပလဲလိုမျိုး accessories တွေနဲ့တွဲပြီးတော့ဝတ်ထားတော့ရောင်း very အလို classic ပေါ့နော် luxury လည်းဖြစ်တယ်လို့ခံစားရတယ်ဒီဝတ်ဆောင်တွေဘာဖြစ်လို့ကြိုက်တာလဲဆိုတော့အဓိကအယောင်ပေါ့နော်အယောင်ဒီလိုအယောင်က jewelry ဘယ်လိုမျိုးပဲထဲပို့ပြီးတော့ကြွပြီးတော့ထင်းသွားစေတဲ့ outfit မျိုးဖြစ်တယ်တော်တော်များများဒီလိုအစိမ်းအောင်ဆိုရင်မရွေးချယ်ကြဘူးဒါပေမဲ့ဒီ Private Rene ကဒီ sheer dress လေးကကျတော့သူ့ရဲ့အယောင်ပေါ်မှာသူလုပ်ထားတဲ့ရင်ဘတ် design dropping ကကျတော့အ
အရန်ကိုအထက်တန်းစားစံစီရဲ့ classic ဖြစ်တဲ့ပြီးလို့ရှင် luxury ဖြစ်တဲ့ဖက်ကိုသွားရပေါ့နော်ပြီးတော့မြတ်တို့ဒီမှာထားပြီးထားတဲ့ jewelry နဲ့တွဲပြီးတော့မှဝတ်ဆင်လိုက်တဲ့အခါမှာပုံမှန်ဆိုင်မှာချိတ်နေကြဂါဝန်ထဲမျိုးမဟုတ်ဘဲနဲ့အရန်ကိုခမ်းနားသွားရလို့မျက်နှာနဲ့ခန်းစားရတယ်ဒီ floral dress လေးကလေဒီမှာပါတဲ့ floral ပွင့်ဖက်လေးလို့ပဲဝယ်လိုက်လို့ရှင်အရန်ကြော့ရှင်းပြီးတော့နှုတ်ဖတ်သွားရလို့မြင်ကတော့ခံစားရတယ် floral dress လေးကလေ main ကလေးတိုင်းနဲ့လိုက်ဖက်တယ်အတိက तू ကနှုတ်သွားစေရဲ့ main ကလေးဆန်တယ်ပေါ့နော်ကြက်တရေရှိရဲ့ပွဲပါရီသွားလို့ရှင်လည်းအရန်တက်တယ်ပြီးတော့မှဘာ sequence မှမပါဘဲနဲ့ဒီလိုပွင့်ဖက်ထက်လေးနေနဲ့လူကိုရန်ဆွဲဆောင်မှုရှိစေလို့မြင်ကတော့ထင်တယ်မြင်ကတော့အရန်သဘောကျတယ်အခုဆိုလို့ရှိရင်မြက်ကိုရိုင်းဝတ်စုံလေးလည်းရွေးထည့်ပြီးသွားပြီဝတ်လည်းကိုရိုင်းဝတ်ပြပြီးသွားပြီဆိုတော့မြက်ရဲ့ဝတ်စုံလေးတွေရောဒီရဲ့ဗီဒီယိုလေးရောအားလုံးသဘောကျနေကြမယ်လို့ထင်ပါတယ်အဲ့တော့ဒီနေရာလေးကနေပဲနှုတ်ဆက်လိုက်ပါတယ်အားလုံး bye